လောကကြီးကိုရံမတွေ့နဲ့ကွာဆရာလိုသဘောထားကိုရီးယားရောက်ရင်ကိုရီးယားတိုင်းပြည်ကလူတွေရဲ့နေတာဒိန်တာသွားတာလာတာလှုပ်တာကိုင်းတာအကုန်လုံးစီးပွားရှာတာပိုက်ဆံစုတာအကုန်ကြည့်အဲ့ဒါမင်းတို့ရဲ့ဆရာသမားတွေတကယ်ကိုရီးယားမကျေနပ်လို့ဂျပန်ပြည်သွားမလားဂျပန်တွေကြည့်ဘယ်လိုလုပ်လဲဘယ်လိုရှာလဲဘယ်လိုထိန်းတယ်လဲမင်းတို့ရဲ့ဆရာသမားအမေရိကန်သွားရင်လည်းအမေရိကန်တွေဘယ်လိုလုပ်ကြကြညာရှာကြပူကြလဲကြည့်နေရတဲ့ကမှမြင်မြင်သမျှဆရာလိုသဘောထားမှနော်ဓမ္မဆိုတဲ့အပိုင်းဟာအဲ့ဒါတွေပါစိတ်ကိုပါရင်ကြည့်အောင်ဆုံးမမှာဟုတ်နေရတဲ့ကငါးကြီးပဲဆရာဘာမလုပ်လဲဘုရားဦး